ရုပ်ပေါင်းလွင်တဲ့လုပ်ရက်တွေနဲ့ရိုင်းပြတဲ့အာဂျီနာအသင်းကိုရေးယူမှုတွေပြုလုပ်သွားမယ် FIFA မလိုက်ကွင်းကြီးထဲမှာရှမန်ခဲ့တဲ့ကမ္ဘာဖလားဗိုလ်လုပွဲမှာအာဂျီနာအသင်းဟာစပိန်ကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ပွဲပြီးဝီစီမုတ်ချိန်မှာဖြစ်ပွားခဲ့တဲ့ရန်ကကာပြုမှုဆောင်ရွက်ချက်တွေကြောင့် FIFA ရဲ့စုံစမ်းစစ်ဆေးမှုတွေခံရတော့မှာဖြစ်ပါတယ်ပွဲချိန်မိနစ်106မှာဖရန်တိုရက်စ်ရဲ့အနိုင်9ကြောင့်ရှုံးနိမ့်ခဲ့တဲ့အာဂျီနာကစားမတွေကပွဲပြီးမှဒေါသကိုမထိန်ချုပ်နိုင်ပဲပြိုင်ဘက်စပိန်ကစားမတွေကိုပြင်းထန်ရန်မှုတိုက်ခိုက်ခဲ့ပါတယ်ဒါအာဂျီနာအသင်းအနေနဲ့အရှုံးကိုလက်မခံနိုင်ဖြစ်နေပုံရပြီးပြိုင်ဘက်အောင်ပွဲကိုအတိမမပြုသလိုမျိုးဖြစ်နေတာပါအာဂျီနာအသင်းဗိုလ်လုပွဲမှာရှုံးနိမ့်ခဲ့ပြီးသတင်းသာရှင်းလင်းပွဲအတွင်းနီးပြစကာလိုနီတဝမ်းနဲ့ပူဆွေးစွာမျက်ရည်ကျခဲ့ရတာနဲ့ပတ်သက်လို့ဘောလုံးဝေဖန်သူရိုင်ကင်းကအခုလိုပွင့်လင်းမှတ်ချက်ပေးသွားပါတယ်စကာလိုနီဆိုတာအမြဲတမ်းတည်ငြိမ်လွန်းပြီးတော့သူ့အသင်းဂိုးသွင်းရင်စိတ်လှုပ်ရှားမှုတိတ်မပြတတ်တဲ့သူလို့ငါတို့သိထားကြတာပါဒါပေမဲ့ပွဲပြီးအင်တာဗျူးမှာတော့သူကိုယ်တိုင်ဝမ်းနေပြီးတော့စိတ်မထိန်နိုင်ပဲငိုကြွေးခဲ့ရတယ်ဒါဘောလုံးရဲ့သဘောတရားပါပဲကမ္ဘာဖလားဗိုလ်လုပွဲမှာဒီလိုပွဲမျိုးကိုရှုံးနေရတာဘယ်လောက်တောင်နာကျင်စရာကောင်းလဲဆိုတာစကာလိုနီရဲ့မျက်ရည်ကျနေတဲ့အာဂျီနာပရိသတ်တွေကိုကြည့်ရင်သိနိုင်ပါတယ်ဘောလုံးဆိုတာဒီလိုခံစားချက်မျိုးစုံပေးစွမ်းနိုင်တာမှန်ပေမဲ့ဒါနှစ်ဖက်စလုံးအတွက်အလုပ်လုပ်နေတာပါပြိုင်ပွဲတစ်လျှောက်မှာအာဂျီနာပရိသတ်တချို့ကတခြားအသင်းတွေရှုံးသွားချိန်မှာလောင်ပြောင်တာတွေလုပ်ခဲ့တယ်ဘောလုံးဆိုတာလူတိုင်းကိုနှိမ်ချတတ်တဲ့သဘောရှိတာမလို့ဒီနေ့မှမင်းအောင်ပွဲခံရရမယ်မနေ့ပြန်မှာတော့မင်းကိုယ်တိုင်ဝမ်းနေစိတ်ပြတ်စွာနဲ့ထွက်ခွာသွားသူဖြစ်သွားနိုင်တယ်အာဂျီနာနဲ့ပတ်သက်လို့ FIFA ရဲ့စုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်ရင်တော့ဖြစ်စဉ်တွေကတကယ်မှန်ကန်ခဲ့ရင်တေချာပေါက်စနစ်ကျရေးယူသင့်ပါတယ်စီးကြော်ခဲ့သူမှန်များအတွက်စီးမင်းနေရဘယ်နိုင်ငံအသင်းမဆိုဒန်းတူညီမျှတက်ရောက်ရမှာဖြစ်ပြီးတော့ဘာဘက်လိုက်မှုမှမရှိရပါဘူးဘောလုံးမှာအစင်တန်းရှိနဲ့ဘလို့နိုင်ရမလဲဆိုတာသိဖို့လိုသလိုတိတ်ခါရှိနဲ့ဘလို့ရှုံးနိမ့်မှုကိုခံယူရမလဲဆိုတာပါနားလည်ထားဖို့လိုပါတယ်လို့ရိုင်ကင်းကထောက်ပြပြောဆိုသွားတာပါပွဲပြီးရှုပ်တော်ပုံတွင်အာဂျီနာကွင်းလန်လူလီယန်ဒရိုပါရီဒက်စ်ဟာစပိန်နောက်ခံလူအက်ရစ်ဂါစီယာလဲဘင်းကိုညှစ်ပြီးမြေပြင်ပေါ်တွန်းလဲခဲ့တာကြောင့်အနီကန်နဲ့ထုတ်ပယ်ခံခဲ့ရလို့ဂါဗီရဲ့ခေါင်းကိုထိုးနှက်ဖို့ကြိုးစားပြီးတော့တွန်းချခဲ့ပါသေးတယ်ဒါပြင်နောက်ခံလူနာအိုမိုလီနာကလည်းအောင်ပွဲခံတဲ့စပိန်တင်းကောင်းဆောင်ရိုဒရီရဲ့ဝမ်ဘိုက်ကိုထိုးနှက်ခဲ့တာကြောင့်နှစ်ဖက်ကစားမတွေအပြင်းထန်ထိမ့်နိုင်သိမ်းမြရန်ပွဲဖြစ်ပွားခဲ့ပါတယ်နီကိုလတ်အော်ဒါမန်ဒီကလည်းပွဲမတိုင်ဒိုင်လူကြီးနဲ့ပတ်သက်ပြီးပြောဆိုခဲ့တာအတွက်ရိုဒရီနဲ့လက်ပေါ်တို့ကိုထိတ်တိုက်ရင်ဆိုင်ခဲ့သလိုအာဂျီနာနီးပြအဖွဲ့ဝင်ရိုဘာတိုအာလာကပါစပိန်တိုင်းစစ်မှုဒန်နီအိုလမိုကိုလက်သီးနဲ့ထိုးခဲ့တာကြောင့်ဂါစီယာဝင်အောင်တားဆီးခဲ့တာမျိုးထိခြေနေတွေဆိုးဝါးခဲ့တာပါဒီလိုရုပ်ဆိုးဆိုးဖြစ်တွေနဲ့ပတ်သက်လို့ FIFA စုံစမ်းစစ်ဆေးမှုစတင်လိုက်ဖြစ်ကြောင်း Sky Sport အတည်ပြုထားပြီးဘောလုံးဝေဖန်သူတွေကလည်းအာဂျင်တီးနားအပြုအမူကိုပြင်းထန်တဲ့ပြစ်တင်ရှုံချနေပါတယ် BBC သုံးသပ်သူအလန်ရှီယာကရှုံးနေမှုလက်ခံနိုင်မှာဖြစ်ပြီးတော့ခုလိုတုံ့ပြန်တာတကယ်ကိုရှက်ရုံပွဲကောင်းပြီးဆိုးရွားလုံးတယ်လို့ဝေဖန်ခဲ့သလို ITV သုံးသပ်သူဂိမ်းနဗီကလည်းအာဂျင်တီးနားရှင်ပြိုင်လူစိတ်တွေကိုသဘောကျပေမဲ့အခုပြုမှုချက်တွေဟာဘောလုံးလောကအတွက်ရှက်စရာကောင်းတယ်လို့ပြောခဲ့ပါတယ်မန်စီကိုသမားဂျိုးဟက်ကတော့ကွင်းထဲမှာစပိန်ကစားမအားလုံးကိုစင်တန်းရှိလိုက်ပြီးတော့လက်ဆွဲနှုတ်ဆက်ခဲ့တဲ့မက်ဆီတယောက်တည်းကိုသာချီးကျူးခဲ့ပြီးကျန်တဲ့သူတွေရဲ့ပြုမှုပုံပြင်းထန်ဝေဖန်ခဲ့တာပါအမှန်တော့လူးဝစ်ဒီလာဖွန်တေရဲ့စပိန်သင်းဟာပွဲချိန်တွေဂိုးကန်သွင်းမှုအကြိမ်20တိလုပ်ခဲ့ပြီးတော့ပွဲကိုအသာစီးကစားပြီးထိုက်တန်နဲ့နိုင်ရခဲ့တာဖြစ်ပါတယ်ဒါပြင်အာဂျီနာသင်းဟာဆီမီဖိုင်နယ်မှာအင်္ဂလန်ကိုနိုင်ပြီးတဲ့နောက်ဖောက်လန်ကျွန်းနဲ့ပတ်သက်တဲ့နိုင်ငံရေးအထိခိုက်စေတဲ့စာတမ်းကိုကိုင်ဆောင်ခဲ့မှုအတွက်ပါ FIFA ရဲ့ထပ်မံအရေးယူမှုကိုခံရဖို့ရှိနေပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာအောင်ကြည့်ကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကို like and follow မနေရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျစုံလီကြည့်ပြအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်